ကဘာရှိဆုံးခွေးမျိုးစိတ်၅မျိုးမင်္ဂလာပါတဘာမီစတော့ကနေပြန်လည်ကြိုဆိုလိုက်ပါရီကဘာဘောကခွေးမျိုးစိတ်တွေနဲ့မှအချို့သောခွေးမျိုးစိတ်တွေကကျွန်တော်လူသားတွေရဲ့ခန္ဓာကိုယ်ရဲ့အမြင့်ထက်ကမှရှည်လျားတဲ့ခွေးမျိုးစိတ်တွေရှိတယ်ဆိုတာကိုပရိသတ်တို့ကယုံကြည်ကြပါသလားဒီဗီဒီယိုမှာတော့ကဘာဘောကခွေးမျိုးစိတ်တွေများနဲ့မှအယံမောင်းမြင့်မားဆုံးကိုပိုင်ဆိုင်ထားကြတဲ့ခွေးမျိုးစိတ်၅မျိုးကိုပြောပြတင်ဆက်ပေးတော့မှာဖြစ်ပါရီနံပါတ်5 English Mastiff English Mastiff ခွေးတွေကမူလကပြည်ထောင်နိုင်ငံကနေပေါက်ဖွာလာကြပြီးတော့အရင်ခေတ်တုန်းကရောမစစ်သားတွေအသုံးပြုကြတဲ့ခွေးမျိုးစိတ်တွေလည်းဖြစ်ပါရီသူတို့ရဲ့ကြီးမားတဲ့ခွန်အားတွေကြောင့်မလို့အဆောင်ခွေးဖြစ်တာအဓိကအသုံးပြုကြတာပါ English Mastiff ခွေးတွေကတောရိုင်းတရိတ်ဆန်တွေဖြစ်ကြတဲ့ချင်းသိဝဲမွန်တွေကောင်မှခုခံတိုက်ခိုက်နိုင်ကြပြီးတော့သူတို့ရဲ့တခင်ပေါ်မှာလည်းအင်မတန်ကိုမှတစ္ဆာရှိတဲ့ခွေးတွေလည်းဖြစ်ပါရီအရွယ်ရောက်ပြီးသား English Mastiff တကောင်ရဲ့အရက်ကအရှိ29နဲ့30လက်မအထိကိုမှမြင်မာကြပြီးတော့အထီးတွေဆိုရင်တော့36လက်မအထိကိုမှမြင်မာကြပါရီနံပါတ်4 Anatolian Shepherd Dog Anatolian Shepherd ခွေးတွေဟာမူလကတူရကီနိုင်ငံကနေပေါက်ဖွာလာကြပြီးတော့ကန်ငယ်ခွေးတွေနဲ့ရုပ်ချင်းဆင်တူကြပါရီသူတို့ရဲ့ကြီးမားတဲ့ခွန်အားတွေကြောင့်ဒီရဲ့ခွေးတွေကိုတော့နွားတိုးဝက်အစရှိတဲ့ဒရိဆန်ဆောက်ရှောက်ရေးခွေးတွေဖြစ်အသုံးပြုကြတာလည်းဖြစ်ပါရီ Anatolian Shepherd ခွေးကောင်ရဲ့အရက်မောင်းက29လက်မကနေ35လက်မအထိကိုမှမြင်မာကြပါရီနံပါတ်3 Scottish Deerhound Scottish Deerhound ဆိုတဲ့ခွေးတွေကမူလကတော့ Scotland ကနေပေါက်ဖွာလာကြပြီးတော့ Royal Dove of Scotland လို့လည်းတင်စားခေါ်ပေါ်ကြပါရီအကြောင်းရင်းကတော့ဒီရဲ့ခွေးတွေကအမဲလိုက်တဲ့နေရာမှာအရန်ကိုမှထူးချွန်ထက်မြက်ကြပြီးတော့အရင်ခေတ်က Scotland နန်းတော်ဘီရင်အတွက်အမဲလိုက်ပြီးတဲ့ခွေးတွေဖြစ်အသုံးပြုကြပါရီသူတို့ရဲ့တီးကြတဲ့မိနာခံတက်မှုတွေကြောင့်အမဲလိုက်မုတ်ဆိုးရီရဲ့ချစ်တွေကိုလည်းပိုင်ဆိုင်ထားကြပါရီသူတို့ရဲ့ခန္ဓာကိုယ်ရဲ့မြင့်ဟာ32လက်မကနေ38လက်မအထိကိုတော့မှရှည်လျားနိုင်ကြတာဖြစ်ပါရီနံပါတ်1 Irish Wolfhound Irish Wolfhound ဆိုတဲ့ခွေးတွေဟာမူလကတော့ Ireland နိုင်ငံကနေပေါက်ဖွာလာကြပြီးတော့တမင်ဝင်းပလီနဲ့အခြားသော trade ဆန်တွေကိုလိုက်တဲ့နေရာမှာအသုံးပြုကြတာလည်းဖြစ်ပါရီဒီအခွေးတွေကအကောင်သာကြီးကြပေမဲ့ရန်ကုန်မှာဖော်ရည်တက်ကြပြီးတော့သူတို့တခင်ရဲ့မိန်းကိုလည်းဒီကြမှန်ကန်စွာနဲ့လိုက်နာကြလိမ့်ရှိပါရီဒါကြောင့်မလို့လေနှလုံးသားလှတဲ့ဘလူးခွေးတွေလိုတောင်တင်စားခေါ်ဖို့ကြတာပါဒီခွေးတွေရဲ့ရက်မောင်းရှည်ဟာအရှိ32လက်မကနေ38လက်မအထိကိုမှမြင်မာကြပါရီနံပါတ်1 Great Dane Great Dane ဆိုတဲ့ခွေးမျိုးစိတ်တွေဟာကမ္ဘာပေါ်မှာရက်မြင့်မားဆုံးခွေးမျိုးစိတ်တွေပဲဖြစ်ပါရီ Great Dane ခွေးတွေကမူလကဂျာမနီနိုင်ငံကနေပေါက်ဖွာလာကြတာဖြစ်ပြီးတော့အမဲလိုက်ခွေးတွေဖြစ်အသုံးပြုကြပါရီ Great Dane ဆိုတဲ့ခွေးတွေကအများအပြားအတော်ဝုံဝုံနဲ့ခြားသော trade ဆန်တွေကိုမဲလိုက်တဲ့နေရာမှာဆရာကြီးတွေဖြစ်ကြပါရီ Great Dane ရဲ့ရက်မောင်းကကျွန်တော်တို့တာမန်လူတွေထက်ကမှမြင်မာနိုင်ကြတာဖြစ်ပါရီသူတို့ရဲ့မြင်မာတဲ့ရက်မောင်းတွေနဲ့ခွန်အားကြီးမှုတွေကြောင့်မိသားစုဆောင်ခွေးဖြစ်အလွန်ကိုမှအားကိုးရတဲ့ခွေးတွေလည်းဖြစ်ပါရီသူတို့ရဲ့ရက်မောင်းက34လက်မကနေလက်မ40ကျော်လောက်ထိကိုမြင်မာနိုင်ကြပါရီဟုတ်ကဲ့ပါကျွန်တော်ခုပြောပြပေးသွားခဲ့တာတွေကတော့ကဘာရက်မောင်းမြင့်မားဆုံးခွေးမျိုးစိတ်၅မျိုးချောင်းကိုတင်ဆက်ပေးတော့တာဖြစ်ပါရီအစုံကြည့်ရှုပေးကြတဲ့အတွက်ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရီနောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်